ဒီမှာကျွန်တော်မိတ်ဆွေတော့ကျွန်တော်မြင်တာလေးပြအောင်8 6 5အဲ့လိုမျိုးထောင်ပြီးတာနဲ့တူအောင်မှာတစ်ပရိတ်ထွက်တယ်အဲ့8 6 5ထောင်တဲ့အပေါ်မှာကျတော့သူ့ရဲ့တပင်ကျော်ခဏပြန်ကျတယ်ဒီ2023မှာ8 6 5တူအောင်မှာကျတော့နှစ်ပရိတ်ထောင်တယ်အဲ့865မကြခင်မှာသူ့ရဲ့ဘွဲကျော်တစ်နှစ်ကျော်ခဏပြန်ကျတယ်အဲ့ဒါဆိုရင်ဒီတစ်ပရိတ်ထောင်တဲ့နှစ်မှာအဆုံးတဲ့နှစ်မှာ9ပရိတ်အောက်မှာ9ပရိတ်ကျတယ်ဘိုးဘတစ်ပရိတ်ထောင်ဆုံးတဲ့နှစ်မှာ9ပရိတ်အောက်မှာ9ပရိတ်ကျတယ်ထူးခြားဖြစ်စဉ်ဖြစ်တဲ့အတွက်အဲ့9ပရိတ်အောက်မှာ9ပရိတ်ကျပြီးနောက်တစ်နှစ်မှာတစ်ပရိတ်ပြန်ထောင်တယ်အဲ့တစ်ပရိတ်ထောင်ပြီးသူ့အဲ့အောက်မှာတစ်ပရိတ်ကျတယ်ဒီမှာဆိုရင်ဒါနှစ်ဆိုတော့နှစ်ပရိတ်ထောင်ရတာဒီအချိန်မှများနှစ်ထောင်လိုက်ပြန်ဆိုရင်သူကဒီမှာ3 9နှစ်ဖြစ်သွားတယ်